ကျွန်မဖျားကိုလည်းဆူတောင်းတာဖြစ်တယ်ဆူတောင်းတယ်ဖျားတခင်ဒီလိုဘဝမျိုးထဲလွတ်မြောက်စေတခုခုတော့ဖျားတခင်လမ်းဖွင့်ပေးပါလို့ကျွန်မဆူတောင်းတဲ့ခါမှာ2009ခုနှစ်ဒီဇင်ဘာလမှာကျွန်မတို့တင်းဥဆရာကြီးကတရားဟောတာဖြစ်တယ်အဲ့တရားဟောချက်မှာပါလဲဆိုတော့မျိုးစိတ်ကိုစားတဲ့လေသမားလောက်မိုက်မဲတဲ့သူလောကမှာမရှိဘူးဆိုတော့နှုတ်ကပတ်တော်ဟောနေအဲ့တခွန်ပြောတာဖြစ်တယ်အဲ့ဒီအချိန်မှာတန်စင်သောဝိညာဉ်တော်ကျွန်မကိုချက်ချင်းတုံ့ထိတာဖြစ်ကျွန်မမျက်ရည်ကျတာဖြစ်တယ်အဲ့ဒီမိုက်မဲတဲ့လေသမားကျွန်မဖြစ်တယ်ဆိုကျွန်မသဘောကျွန်မချက်ချင်းသိသွားတာဖြစ်တယ်အရင်တော့ကျွန်မပေးမယ်လှလူသောစိတ်နဲ့လိုအပ်တဲ့အချိန်ပေးတာဖြစ်တယ်ဒါပေမဲ့ကျွန်မဟာအဲ့တဖြည်းဖြည်းယိုယွင်းလာပြီးတော့ငါအတွက်ငါဖို့ငါဟာငါသားငါယောက်ျားငါအတွက်ဆိုတာမျိုးနဲ့ပဲသူများကိုပေးဖို့အရန်ကစီနေလုံးဝမျိုးစင်မကျဲပဲရမ်းကြတဲ့ကောင်ဘာဖြစ်သွားလဲဆိုတော့ तू ကဆရာကြီးကဘာပြောလဲဆိုတော့အဲ့ဒီလေသမားဟာဘလို့ပဲကြာမျိုးစိဘလို့ပဲစိုက်အကောင်းဆုံးအရာတွေတူထားတာဖြစ်တယ်ဘာလို့လဲဆိုမျိုးစိကျဲလို့ဖြစ်တယ်အဲ့ဒီမျိုးစိပါစားလိုက်တဲ့လေသမားတော့မိုက်တဲ့သူလောကမှာမရှိဘူးလို့ပြောရမှာအိုးကျမဟာပေါ့နော်အိုးဖျားကိုဆယ်ဖို့လို့ဆိုဖြစ်အောင်မဖြစ်မနေဆိုတဲ့စိတ်တဘောလားမလူပဲမနေရဆိုတဲ့စိတ်နဲ့ပဲကျမလူတယ်ဘယ်တော့နှမျောပြီးအတ္တကြီးနေတယ်ဆိုတော့မလူပဲမနေရဆိုတဲ့စိတ်နဲ့ဒီလောက်ပဲဆယ်ဖို့တကူဝိတရားကြီးဆိုတာမျိုးပဲကျမပေးတကယ်ပေးတယ်လို့ကျန်တဲ့အပိုင်းမှာလုံးဝကစီနေပြီးအကုန်လုံးအသားပြစ်တာဖြစ်တယ်အဲ့ဒါကိုဘုရားသခင်ပေါ်ပြတဲ့ခါမှာအော်မကောင်းနဲ့အဲ့ဒီပတ်ချက်ချင်းအဲ့ဒီလိုပြောတဲ့ချိန်မှာကိုတော့ကျမအပြစ်တွေနိုင်ရပါကျမကကိုတော့ပေးတဲ့ကောင်းကြီးတွေကိုအတ္တကြီးဆိုတာနဲ့ကျမသုံးခဲ့တာဖြစ်တယ်မျိုးစေ့ဆိုတာဆိုလည်းလုံးဝမချန်ထားပဲနဲ့အကုန်စားပြစ်တော်သူဖြစ်တယ်ဆိုတော့ကျမသိပါပြီကိုတော့အဖြေပေးတော့ကျမကျေးဇူးတင်တယ်ဒီကနေ့ကိုတော့ကောင်းကြီးပေးရင်ကျမစားမဖြစ်ပဲနဲ့ပေးကမ်းတော်သူဖြစ်စေပါကိုတော့ကိုဆယ်ဖို့တို့ပေးကမ်းတဲ့ကဲ့သို့အခြားသောသူတွေပေါ်မှာပေးတော်သူဖြစ်စေပါလိလူတော်စိတ်နဲ့ပေးတဲ့တော်သူဖြစ်စေပါလို့အဲ့ဒီမှာစက္ကတဲ့အတိုင်းဘုရားသခင်ကကျမပေါ်မှာအဲ့2008ခုနှစ်ဒီဇင်ဘာလမှာကျမလုံးဝမခံစားဘူးတဲ့ကောင်းကြီးမင်္ဂလာကိုစပြီးကောင်းလာတာဖြစ်တယ်ဟာလေလုယာကျမကိုပဲတော့အခါမှာတတိမရတဲ့အမဝမ်းခွဲတွေဘယ်တော့အခါမှမပေးဘူးသောသူတွေဟာလေလုယာအဲ့ဒီလူတွေကတယောက်မဟုတ်တယောက်ကျမစီမှာအထုတ်လိုက်လာပို့ကြတာဖြစ်တယ်ဟာလေလုယာဘယ်တော့အခါမှတက်လို့မရဘူးတဲ့ကောင်းကြီးတွေပြီးကျမဟိုတစ်ခါတရားဟောနေကျမလက်ကိတ်လိုက်လုံးဝဘလောက်ခက်ခဲလဲဆိုလက်ကိတ်တောင်မှမရဘူးတဲ့အမှုတော်ဆောင်ဖြစ်ဒါပေမဲ့အဲ့ဒီလိုဖခင်ရဲ့လူဝက်ချက်ကိုပေါက်ပြီးတော့တကယ်မှန်မှန်ကန်ကန်ကျမမျိုးစေ့တကယ်ပေးတဲ့အခါမှာကျမကိုသိန်းပေး1000ဖခင်ကိုပေးလိုက်တယ်ကျန်တဲ့1000ပြောင်းကျမထပ်ပေးတာဖြစ်တယ်ဟာလေလုယာကျမနာမအမှုတော်ဆောင်လို့ကျမပေးတယ်နည်းနည်းလေးဖြစ်ရင်ခဏပေးတယ်ကျမကိုတခုကောင်းချင်ဟေးငါဒီနေ့ကောင်းကြီးရညီတို့ကိုပေး1000စီပဲဖြစ်ကျမနာမ3ယောက်ရှိရင်3ယောက်ပေးလိုက်တယ်သူတို့လည်းဝမ်းမြောက်တယ်ညီတို့အများကြီးတော့မဟုတ်ဘတ်စကားကဒါပေမဲ့ကျမအဲ့ဒီလိုဒီကနေ့အထိပုံမှန်လုပ်တဲ့အခါမှာဖယားတခင်ကကျမကိုအော်ဘုရားမဆခြင်းကျေးဇူးပြုခြင်းကိုကြိုးဝါဆောင်ခံစားတာဖြစ်တယ်ဟာလေလုယာကျမမထင်တဲ့မှတ်တဲ့ကောင်းကြီးမလားများစွာဘုရားရှင်ကသွန်လောင်းတာဖြစ်ပါတယ်ဒါကြောင့်ခုနှစ်မှာဖတ်ပါမယ်လူတိုင်းကိုလိုလျောက်လူရနှမျောသောစိတ်နဲ့မလူရမလူပဲမနေရအောင်စိတ်ချင်တယ်မလူရအကြောင်းမူကစေနာစိတ်နဲ့လူသောသူကိုသာဖယားကနှစ်သက်တယ်တဲ့ကျဲစာလာဒီကသူဒီစွန့်ကျဲပြီးစင်ရသောသူတို့အားပေးကမ်းပြီးအဲ့လိုပေးကမ်းတဲ့သူ့ရဲ့ဖြောင့်မတ်ခြင်းအစဉ်မြဲတည်တယ်ဟာလေလုယာကျမတို့ဖြောင့်မတ်ခြင်းအစဉ်မြဲတည်သည်ဟုလာသည်နှင့်ညီသင်တို့သည်အရာရာ၌3လောက်သောဥစ္စာမျိုးအစဉ်ရှိ၍ဟာလေလုယာအစဉ်ဆိုတာမပြတ်တော့ဘူးအရင်ကပြတ်တော့နဲ့တခါလေဆက်ငင်နဲ့အသက်ရှင်ခဲ့တဲ့ကျမကိုဘုရားသခင်ကတော့ကျမကိုတော့မချမ်းသာနေပါစေ3လောက်သောဥစ္စာမျိုးအစဉ်ရှိဖို့မဆပါလို့ဆုတောင်းတဲ့အတိုင်းဘုရားကလည်းဒီနှုတ်ကတော်မှာပြောတာဖြစ်တယ်အရှိကပြည့်စုံသောသူအတွက်အနောက်ကဂတိလာတာဖြစ်တယ်ဟာလေလုယာတစ်စင်းပြီးတစ်စင်းဖြစ်တယ်နည်းနည်းကျရင်နည်းနည်းရမယ်များကျရင်များရမယ်ဟာလေလုယာပေးလိုက်ပါဘုရားကထပ်ပြီးသွန်းလောင်းမယ်အဲကြောင့်ဒီကနေ့ဘုရားကပေးဖို့ကျွန်မကိုလို့ဆိုရင်ကျွန်မချက်ချင်းပေးလိုက်တော့တယ်ဟာလေလုယာအဲ့လိုပေးတဲ့ခါမှာဘုရားသခင်အောင်းပြန်ကျွန်မသက်တာကိုတကယ်ပဲကောင်းချီးပေးတယ်ဆိုတွေ့ရပါတယ်အဲ့ဒီဟာလေးကိုခဏညှက်ထားပြီးတော့ပြန်ဖတ်မယ်နော်ရှင်လုကာဘက်ကိုကြည့်ရအောင်ရှင်လုကာအခန်းကြီး6 38 6:38သူတစ်ပါးအားပေးကြလို့ပေးလေသူတစ်ပါးဒီသင်တို့အားပေးကြလိမ့်မည်အမှန်ချေုံမြမကတိတ်နဲ့လှုပ်လက်ရှန်လက်ရှိခြင်းနဲ့သင်တို့ရင်ခွင်၌ပေးကြလိမ့်မည်
Jamuga a chain, they Pamana, they know the Duba Abbey, to Pamana, and go, Kayajam, hallelujah. Didn't know quite a while, it's one of them, they had a shipare. They know you're going, a man, let tell you home. They never know less sell a Payama beach and after hallelujah. I look your beach in Kame, so wrote him, no good of him, you had up here to me out like what tea shop paper line. Tomorrow, say a baton and so. Dutiaga, my jump at it, she did. Jama, through a town, Jammy Laga, belongs to the town. The town low, yes, down at the Cataro. Western low to town, below let the town. Go, people piano, the town ever been in it. The town ever been at the root down Lagali. The town had Joey be like Gale. Town are baby, town near baby like through a treasure mazi, pure bazi, hallelujah. Yare to pure bazi, hallelujah. Oh, tomorrow at the Catholic, town laga, so glory. I know you, people pia, oh, 6 money. Pitching through Jamaga below the 1,000, the 1,000 the 1,000 through Jamatuya. Through the Piam, several busy move. Through the Puka Manila machine. Machine who thought I say a machine, such a machine surround you. Take care of it. The college out that Jamu. I thought the young lure hair solution, 2 round and hard house solution. Tomorrow, I don't want to be better. I think I want to lure it. What did you do? To the heads at that one. I come on, I don't hire Pila to Piovasi. Hallelujah. Hallelujah. To Piovasi. Hallelujah. Pay those tomorrow let you have it. Hallelujah. To the bath to know 1 year they come. Tomorrow let 1 year. Hallelujah. Pay those tonight let Piaga 1 year. Hallelujah. Tomorrow. Payat here 1 year, but Lumata of the lesson. Payago 1 year since to Mother of the Payago 1 year since the Bedoma 1 year. People 1 year in a Pia County beam of Jim. I don't think about your palace. Don't know those are into a saint. A saint of the Pietro. Hallelujah. Is it all cool? The day I did told oh, Kogan, Piat, Jamapasa, and let chance in the Pado. Go no, and then they will don't like your lobby surrendering. Menepsen dihan, nabilet and now take hallelujah. Oh, God, don't let Kuro be there to my music. To my Agomadono, hallelujah. To my music with Jerome, hallelujah. Some kitchen to my look at come. Oh, Kuro go at the Piagan and tomorrow, so that's it. This summer, 8 December, Natal, December, Natal, Coma, do it to you. Natal shit December, the enemy, tomorrow Laza, now Jam, the enemy told it. Oh, Piazza, oh, the Tomorrow no sorry, I love that I go not be like Ema Banessa, where we Banesi, where Manello says Arachit. Damn it, Paya, I had no song. Goro, Gat. Tomago told out the Osam, you will see boy, top by that night, if I have to Jamajo G. Goro got big height into my baby, so Jabanello. So chippy, Sakalaga. Lueno, yay, jam. And I damn it, Payaga, not also. Tomorrow's pay me so like a team. Paya, county, but I'm not going without him. Hallelujah. Toma, see where Peter and Ludia got tomorrow called you. Toma laughs at it by Yano percent of the church. Hallelujah. Payaga are all the cunning of Piazza Pide. Payaga pay like Batis, your dog. Payaga only a jump book has had up Pide. Didn't they catch a papilo yard? Payab, you had Toma low of Pide. Hallelujah. When they got Jesus or now so live with your woman. Say I came in to go. Sit down there, no? When they had Jama, Jesus was out. Nyaloba sit down. You might be on Madame Pita. Say me, Liba sheep. Ella, Menina, Nyaloba, not a year. Toto Yame, when they are time more of Kate. Duria, and then Nyaloba over. That pure body. And then it's called obviously I give you the 2 wages dinner. And then Jama Elima, Lungo got one and the thing. Tame Jama Japan out the Cataro, Jama, Lungo tables, or Jama, Patamas Obama, Jama Passan, Japan with a Yaron bar to a person. A yan don't town of beer. A Lungo go in the Kaga, the town table. To a beta, to a beta outside, and I hope the town table, Mr. Elu Mune Japan Loda, Lina Bono. There may be a bed Jamal, Nasa table, so Japan, your table. I can't Jama Passan if you like, Dina Bayan, Jesus Rosa. This is a Piana Maria person.
2000ထဲတဲ့ကောင်မှာဖခင်ကလည်းပြီးခဲ့တဲ့အပတ်မှာကျမတို့တကယ်ပဲကျမမမျောလင်းတဲ့ကောင်းကြီးတွေအများကြီးကိုဟိုဘုရားကိုချစ်တဲ့သူတွေကနေပြီးတော့ဘုရားနာမအားဖြင့်ပါဝင်မှုအားဖြင့်ကျမတကယ်ပဲကောင်းကြီးခံစားပါတယ်လို့အဲ့ဒါနဲ့ကျမအဲ့လိုပဲအိမ်မှာတိတ်ကလေးပဲနေတာဖြစ်တယ်နေပြီးတော့အစုပဲတောင်းတာအဲ့ဒါနဲ့မနေ့ကသူ့တောင်းသွားတဲ့ခါကျတော့ကျမပတ်စံအိတ်ထဲမှာကျမအကျေ1000တန်4ရွက်လောက်ရှိတာမသိဘူးအဲ့ဒါနဲ့9000တန်1ရွက်ရှိတယ်အဲ့ဒါအလူရဲ့ကျမ1000တန်လောက်ပဲထည့်ပြီးအဲ့ဒါနဲ့ညစုတောင်းတဲ့ခါကျတော့စုတောင်းတာတိတ်မကြာတိတ်ဆပ်လို့ရန်ဆက်နိုင်တယ်မထိုးခင်မှာကျမစိတ်ထဲမှာတခုပေါ်ဟာဒီမှာအလူငွေကောက်လို့ရှိရင်ကျမပတ်စံအိတ်ထဲမှာပါတယ်အဲ့အကြီးဆုံးအရွက်9000ကျမထည့်နေတယ်ထည့်ဖို့ဘုရားကနှုံးဆိုတာဖြစ်တယ်